အသက်40ကျော်အသက်50ကျော်တွေမှာတွေ့ရတဲ့ပြဿနာအများစုကိုပြောပါဆိုတော့လေးစညိုကိုနည်းနည်းလေးပြောပြပေးချင်တာနံပါတ်1အိပ်ရေးပြတ်တဲ့အိပ်ရေးမဝဘူးဘယ်လိုပြောမှာတော့ညတကောင်လဲအိပ်ရေးမဝဘူးတချို့ဒီဆိုရင်2နာရီ3နာရီလောက်မှအိပ်ရတယ်ပေါ့နော်ဒီလိုလူကရှိတယ်ဒါတစ်ချက်ပါပြီးရင်တော့စညိုတို့အသက်40ကျော်50မှာဆိုတော့နောက်ကလိုင်စင်နေရဆွဲလိုင်စင်နေဆွဲလာပါယောဂါလဲစီးကြိုယောဂါသွေးတို့ယောဂါနှလုံးယောဂါအစုံပဲအဲ့ကကြတော့စညို့တို့ဘာကြောင့်မို့ဖြစ်လာတာလဲပေါ့နော်အသက်ကြီးတဲ့လူတွေမှာဘာကြောင့်မို့ဖြစ်လာလဲဆိုတော့စညို့တို့ငယ်ရွယ်တုန်းကမှကျမ်းမာရေးကိုဂရုမစိုက်ခဲ့လို့အထူးသဖြင့်ကိုနဲ့မတဲတဲ့အစားတောက်လားတဲ့တဲ့အစားတောက်လားတိကျမကွဲပြခဲ့လို့ပေါ့နော်ပြီးရင်လည်းလွန်ခဲ့တဲ့50နှစ်တုန်းကဆိုတော့ဦးတန့်ရှင်လောက်အကောင်းမှန်းလဲမတိတတ်ဘူးပေါ့နော်မတိတတ်ဘူးစညို့ကတော့မသိဘူးကိုမတို့ဦးတို့တိကျလာတော့မသိဘူးစညို့ဆိုတော့အဲ့တော့ဆိုတော့ social media ကလည်းမပေါ်သေးဘူးကွာတကယ်ကိုမှစာဖတ်တဲ့လူလောက်ပဲဦးလန်းချောင်းတန့်ရှင်လောက်ရမယ်ဆိုတာသိကြတာအဲ့လိုမျိုးပေါ့နော်အဲ့တော့ယောဂတွေကပို့ဆိုးလာကြတယ်ပွင့်အခုခေတ်လိုပွင့်လင်းမြင်တာမှုမရှိတာလဲဆိုးသွားတယ်ပေါ့နော်ဒါလေးကတော့တပိုင်းပါရှင်အဲ့တော့ဗာပြောချင်လဲဆိုတော့လေဒီနေ့လဲဆိုတော့ဦးလေးကြီးတယောက်ကဒါစညို့ကိုမတရားဘက်ကနေသူကတကူတကားကိုလာပြီးတော့ကိုကစညို့စီလာဝဲတာသူကဗာလေးဝဲလဲဆိုတော့အိတ်မပြောဘူးတဲ့အရင်တစ်ခေါက်တုန်းကလည်းအဲ့လိုပဲအိတ်မပြောလို့အိတ်မပြောတဲ့ပြဿနာကြီးကိုဖြေရှင်းနေတာအိတ်မပြောတာရဲ့စားမကောင်းတာရဲ့စားမဝင်တာရဲ့ပေါ့နော်တော်တော်လေးကိုမှဆိုးတယ်အဲ့ဒါဘယ်ကလာလဲဆိုတော့လေပိုးသက်စီတောက်တာဦးလေးကြီးကပိုးသက်စီတောက်ရတာပေါ့နော်အစာရင်ဖြစ်တဲ့ခါကျတော့လေစာရင်ရောင်လို့ဆိုပြီးတော့အဲ့ဒီပိုးသက်စီတောက်ရတယ်ပိုးသက်စီတောက်ပြီးကြတဲ့နဲ့သူကနလန်မထူနိုင်တာညကျအိတ်မရဘူးအဲ့ကကြတော့ဘာလို့ရလဲဆိုတော့လေစညို့လို့စီလာတော့ကဆိုတော့ profile ဟောတက်ပေးလိုက်တယ်အဆိုဒီမောပေးလိုက်တယ် fiber ဒီလို fiber လေးတွေငါထုတ်ပေးလိုက်တယ်အဲ့ကကြတော့သူအဲ့မှာမပဲစပြီးတော့အိပ်ပျော်သွားတာเนาะသူ slide လေးလည်းချိတ်လိုက်တယ်လက်ချာဒီ fiber တွေလည်းတောက်လိုက်တဲ့ခါကျတော့1နေလည်းအများကြီးပဲသွားရတယ်တဲ့အဘတရားကိုသွားရတယ်တဲ့အဲ့လိုမျိုးပြောတာပေါ့နော်ခုတော့တော်တော်လေးအဆင်ပြေနေအဲ့တော့နောက်ထပ်ဒါစမျိုးလည်းအဲ့ဒီပစ္စည်းကမရောက်သေးရဖြစ်တဲ့အတွက်ဒါစမျိုးကဒီ Nutrica လေးကိုယူထားတာပေါ့နော် Nutrica လေးကိုပေးလိုက်တယ်တော်တော်လေးလည်းအဆင်ပြေပုံအဆင်ပြေမဲ့လို့ယူဆတယ်ပေါ့နော်ယူဆတယ်ဘာလို့လဲဆိုတော့အဲ့ဒီ Nutrica ဆိုတာကလည်းစညို့တို့ခန္ဓာကိုယ်ခုခံအားကောင်းစေတဲ့အိတ်မပြောတတ်တဲ့လူတွေအိတ်ပြောအောင်အမြန်ဆုံးလုပ်ပေးရတယ်။ဒါကြောင့်မို့လားစညို့ကပေးလိုက်ရခြင်းလည်းဖြစ်ပါတယ်။အကိုမတို့ရောအိတ်မပြောတဲ့ပြဿနာတွေရှိကြလား။အဆိုင်ယောဂပြဿနာတွေရှိကြလား။စညို့ကိုချက်ပေါက်မှာရေးသွားပေးလို့ရ comment ပေါက်မှာရေးသွားပေးလို့ရเนาะ။စညို့ကနည်းနည်းပါးပါးကိုမတို့ကိုပြန်ပြီးတော့ share လုပ်ပေးပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။